တဲ့အကြောင်းက TB ယောဂအကြောင်းပေါ့နော်အဲဒါ TB ယောဂဘာကြောင့်ဖြစ်တာလဲTB ယောဂtuberculosis bacilli ဆိုတဲ့ယောဂပိုးကြောင့်ဖြစ်တယ်ပေါ့အဲ့လိုယောဂရဲ့ကူးစက်ပုံကဘယ်လိုလဲဆိုတော့တလိပ်ဒီ TB ပိုးယောဂပိုးရှိတဲ့လူကပေါ့နော်ချောင်းဆိုးတယ်တဇွေးထွေးတယ်ပေါ့နော်အဲ့လိုထွေးလိုက်တဲ့အချိန်မှာလေလူထဲမှာတလိပ်တွေကပြန့်ပါပြီနော်အမြင်ရတဲ့TB ယောဂပိုးတွေကလေလူထဲမှာပြန့်နေအဲ့ဒါကိုရှူဆိုင်မိတဲ့အတွက်ကြောင့်TB ယောဂကူးစက်တယ်အထူးသဖြင့်တော့တိမ်ထဲမှာအတူနေတယ်နောက်တစ်ခုကအလုံးပိတ်တဲ့အခန်းထဲမှာအတူတူနေတယ်အဲ့လိုဆိုရင်တော့TB ယောဂပိုးပြီးတော့ကူးစက်နှုန်းများတယ်ယောဂလက္ခဏာတွေကဘာတွေလဲပေါ့ချောင်းဆိုးတယ်ချောင်းကလည်းတရက်နေ့နဲ့မပြောက်ဘူး2ပတ်3ပတ်အဲ့လိုကြာရတယ်နော်အဖျားလည်းဝူးဖျားတယ်ညနေတိုင်းညနေဆုံးဝူးဖျားတယ်နော်ဇောချွေးပြန်တယ်အဲ့လိုမျိုးရှိတဲ့လူနာတွေကိုလေးကျင်ဒီလာပိုင်းမှာဆိုရင်ပို့ပြီးတော့ကျသွားတယ်အစားအသောက်ကပြက်တယ်ဘာစားဂရင်းမတွေ့ဘူးပေါ့နော်အဲ့လိုလူနာတွေအဲ့တော့ချောင်းဆိုးသွေးပါတဲ့အခါဒီလိုလူနာတွေကချောင်းဆိုးသွေးပါတဲ့လူနာတွေပိုးတောင်မှာသူတို့ကြောက်ပြီးတော့စီကန်းကိုမြန်ရောက်လာတတ်တယ်နော်အဲ့လိုလူနာတွေတွေ့ရင်ကျွန်တော်တို့ကဘာတွေကိုစစ်ဆေးရမလဲဆိုရင်ဒါတလိပ်ကိုစစ်ဆေးမယ်ပေါ့နော်တလိပ်ထဲမှာtuberculosis bacilli ဆိုတော့ယောဂပိုး TB ယောဂပိုးတွေ့ရှိနိုင်တယ်အဲ့လိုပြင်ကျွန်တော်တို့ကဒီတလိပ်ကို gene expect နော်ဆိုတော့စစ်လို့ရတယ်နော်နောက်တစ်ခုကရမတ်တက်မှာရိုက်ကြည့်တဲ့အခါမှာအဆုပ်မှာခဲနေတာမျိုးတွေ့ရတတ်တယ်နော်နောက်တစ်ခုကဒီအဆုပ်ရေရှမ်းတဲ့လက္ခဏာမျိုးပေါ့နော်အဆုပ်ကိုရေဝိုင်းတဲ့လက္ခဏာမျိုးဒါမျိုးတွေ့ရတတ်တယ်အဲ့အဆုပ်ကိုရေဝိုင်းတယ်ဆိုဘယ်လိုလဲဆိုတာနည်းနည်းလေးအကျက်ပြောပြခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့အဆုပ်ကသူ့ကိုကာပါလောက်ထားတဲ့အမြေပါတစ်ခုရှိတယ်အဲ့အဆုပ်နဲ့အမြေပါကြားမှာရေဝင်သွားတာပေါ့အဲ့လိုရေဝင်သွားတဲ့အခြေအနေမျိုးမှာဒီအဲ့ရေကအဆုပ်ကိုဖိတဲ့အချိန်မှာအဆုပ်ကကောင်းရှူလို့မရဘူးနော်ရှူတယ်ထုတ်တယ်အဲ့လိုလုပ်လို့မရဘူးသူ့ကိုချုပ်ထားတယ်လို့ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တဖြည်းဖြည်းနဲ့မောလာတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ကအဲ့လိုလူနာရောက်လာတဲ့အချိန်မျိုးမှာဒီအဆုပ်ထဲမှာရှိတဲ့ရေကိုဖောက်ပေးရတယ်အဲ့ဖောက်တဲ့ရေကိုလည်းကျွန်တော်တို့TB ယောဂလားအခြားပါTB ယောဂလားနော်ကင်ဆာကြောင့်ဖြစ်တာလားပေါ့အဲ့ဒါမျိုးသိဖို့အတွက်ဓာတ်ခွဲခန်းတွေပို့ပြီးတော့စစ်ဆေးကြည့်ရတယ်နော်အဲ့ကြောင့်ကျွန်တော်တို့TB ယောဂဖြစ်ပြီးဆိုရင်အဆုပ်TBဆိုတော့ကျွန်တော်တို့ကဆေးကို6လပေးတယ်ပေါ့နော်ပထမ2လမှာ rifampicin isoniazid pyrazinamide ethambutal ဒီဆေးလေးမျိုးပေးတာပထမ2လအတွင်းမှာဆိုကျွန်တော်တို့ကဆေးတော့ရင်ဂရုစိုက်ရတယ်ဘာကြောင့်လဲဆိုတော့ဒီဆေးလေးမျိုးဟိုပါတဲ့အတွက်ကြောင့်ဆေးလေးမျိုးပါတဲ့အတွက်ကြောင့်အသေးရောင်ဖြစ်နိုင်တာဒီ2လအတွင်းပေါ့နော်ပထမ2လအတွင်းမှာဒုတိယ4လတော့သူကဒီလိုဆေးလေးမျိုးတော့မဟုတ်တော့rifampicinနဲ့ isoniazid ဆေး2မျိုးပဲပါတဲ့အတွက်ကြောင့်မို့ဒီလောက်တော့မပြင်းတော့ဘူးပေါ့နော်အဲကြောင့်အထူးသဖြင့်တော့ pyrazinamide ဆိုတဲ့ဆေးကကောင်းလဲကောင်းတယ်ဆိုလဲဆိုတယ်ပါတဲ့ကြောင့်ကျွန်တော်တို့ကဒီပထမ2လမှာအသေးရောင်မှုရှိမရှိအခြေအနေကိုသေချာယူဆိုင်ပြီးတော့ကြည့်ရတဲ့လူနာကိုလည်းရှင်းလင်းသဘောပေါက်အောင်ပြောပြရတယ်နော် pyrazinamide ကတော့အသေးရောင်မှုအဆိုးတယ်ပေါ့နော်အဲကြောင့်အသေးရောင်ဒုတိယ4လမှာဆိုရင် rifampicin isoniazid ဆိုတဲ့ဆေးနှမျိုးပဲတောက်ရလိမ့်မယ်အဲကြောင့်အသေးရောင်နဲ့လူနာကိုစပြီးဆေးတိုက်ပြီးဆိုကတော့အသေးရောင်တဲ့လက္ခဏာကိုကျွန်တော်တို့ကပြောပြတာရှင်းလင်းကိုပြောပြတာအဲ့ဒီဆေးတောက်ရင်တော့ပြုတ်အန်နာတို့အစားတောက်ပြစ်တာတို့နော်ဘိုင်းအောင်နာတို့အဲ့လိုမျိုးဖြစ်ရင်မျက်လုံးတွေဝါလာလို့ရှင်အချိန်မီပြန်ပြရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကလူနာတွေကိုတစ်ခါတည်းမှားလိုက်ရမယ်ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးဖြစ်များတဲ့လူနာတွေဘယ်လိုလူနာတွေအောင်ဆိုတာအသက်ကြီးလူနာတွေကိုယ်ခံအားနည်းတဲ့လူနာတွေငကိုTBမဖြစ်ခင်ကတည်းကအသေးယောဂရှိနေတဲ့လူနာတွေအရက်လွန်ကျွံတောက်တဲ့လူနာတွေအရက်တောက်တာကဘာကြောင့်လဲဆိုတော့အသေးကိုထိခိုက်တဲ့ကြောင့်အရက်တောက်လို့အသေးထိခိုက်တာနဲ့TBဆေးတောက်လို့အသေးထိခိုက်တာနဲ့ဆိုတော့ကျွန်တော်တို့ကပိုးပြီးတော့ဆိုးစီတတ်တယ်အဲကြောင့်မို့ဒီလိုလူနာတွေကုမယ်ဆိုရင်တော့ကျွန်တော်တို့ကပိုးပြီးတော့ဂယူလဲစိုက်ရမယ်လူနာတွေကိုလည်း
အကျိုးကြောင့်ကိုပြောပြထားရမယ်အဲ့ဒါစေးတောက်ပြီးဆို6လစေးတောက်ပြီးတော့ယောဂပျောက်ပြီးလားပေါ့ TV ဘိုးကတော့မရှိတော့ဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာတော့ဖြစ်နိုင်သေးတယ်အောင်ဆိုလေပြွန်တွေပျက်စီးပြီးနာတာချေအဆုပ်ယောဂပေါ့နော် bronchitis တို့ COPD တို့နော်အဲ့လိုမျိုးယောဂတွေကြံခဲ့တတ်တယ်နော်ဘာကြောင့်လဲဆိုတော့ဒါ TV ဘိုးကဖြစ်စည်းသွားတဲ့ကြောင့်မို့အဆုပ်မှာကအမာရွက်တွေကြံခဲ့မှာပဲအဲ့ဒီအမာရွက်တွေမှာတစ်ဆင့်အဲ့ဒီဟာတွေကနာတာချေဖြစ်သွားနိုင်တယ်အဲ့ကြောင့် TV ဈေးတောက်ပြီးမှလည်းနောက်တစ်ချိန် TV ပြန်ဖြစ်တတ်တယ်အဲ့ကြောင့်အဆိုးဆုံးကဘာလို့ဆိုဆေးရင်ပါ TV ပေါ့နော်ဘာဆေးမတိုးရတဲ့ကြောင့်ကျွန်တော်တို့ကပို့ပြီးတော့အန်နေများတယ်ကြောက်စရာကောင်းတယ်အဲ့ကြောင့်ဆေးရင်ပါ TV ကတော့တော်တော်ကြောက်စရာကောင်းတယ်ကျွန်တော်တို့အဲ့ကြောင့်အဲ့လို TV ဈေးတောက်ပြီးအဲ့လိုစိုးကျိုးတွေမဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့နော်စိုးကျိုးတွေကဘာကြောင့်ဖြစ်ရတာလဲပေါ့အဲ့ဒါဘာကြောင့်ဘာပေါ်မှာမူတည်တော့ဆိုတော့ကျွန်တော်တို့ TV ဈေးမတောက်သေးချိန်မှာလာ TV လူနာတွေကိုယ့်စီကိုလာတဲ့ချိန်မှာတယောက်နဲ့တယောက်ရဲ့ပေါ့နော် severity ပေါ့နော်ပြင်းထန်မှုယောဂရဲ့ပြင်းထန်မှုချင်းတယောက်နဲ့တယောက်ကမတူဘူးတချို့တွေကတော့တလိထဲမှာပိုးတွေ့တယ်ဓာတ်မှန်ရိုက်ကြိုက်တယ်ဓာတ်မှန်အဲ့လောက်ထိအဆိုးကြီးမဟုတ်ဘူးတောက်တယ်ပျောက်သွားတယ်တချို့တော့လူနာဖြစ်နေရလဲကြာလာပြီလူနာလဲရှုနာဆိုင်ကုန်အစားတော့ကလည်းမမှန်ဘူးစားလည်းမစားနိုင်ဘူးအဲ့လိုအစုပ်ကလည်းကြီးလိုက်လို့ရှင်ပွားထားလို့ဒါမျိုးဆိုရင်ကျွန်တော်တို့ကအရန်ကြောက်ရတယ်ဘာကြောင့်လဲဆိုတော့လူနာအတွက်က TV ဈေးတောက်သွားတောင်သူရဲ့ဘောနော်ဒီ TV ဈေးရဲ့ TV ဈေးတောက်ပြီးသွားတောင်အစုပ်ရဲ့အခြေအနေကအကောင်းပကတိတိုင်းပြန်ဖြစ်ချင်မှဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခါဈေးပုံမှန်မတောက်တဲ့လူတွေနော်အဲ့လဲစိုးကျိုးတွေဖြစ်နိုင်တဲ့လူနာရဲ့ကိုယ်ခံအကောင်းမကောင်းပေါ့နော်ဒီ TV ဈေးတောက်နေတဲ့အတွက်တော်တွင်းပဲဖြစ်စေ TV ဈေးမတောက်ခင်ရပဲတော်တွင်းပဲဖြစ်စေဆေးလိပ်တောက်တာလည်းဒါစိုးကျိုးတွေဖြစ်နိုင်တယ်နော်အဲ့ကြောင့်မို့ကျွန်တော်တို့က TV ဈေးတိုက်တဲ့ခါမှာပေါ့နော်လူနာရဲ့အခြေအနေကအရန်မှုတည်တယ်နော်တိချာလည်းပြောရတယ်ဒီအဆုပ်ရဲ့အနေထားတောင်မှကျွန်တော်တို့ကတိချာကြည့်ပြီးမှဒီလူနာနောက်ပိုင်းမှာစိုးကျိုးတွေဖြစ်နိုင်မလားဘာလားတိချာလူနာကိုလည်းရှင်းပြရမယ်ပေါ့နော်ဈေးတိုက်တဲ့အချိန်မှာအသေးရောင်တဲ့ယောဂအသေးရောင်ဖြစ်နိုင်တဲ့အနေထားလေးတွေအားလေးတွေတိချာရှင်းပြဖို့လိုအပ်တယ်နော်ကျေးဇူးတင်ပါတယ်နော်